အားလုံးပဲမင်္ဂလာပါ Saturday Insight ကနေပြီးကြိုဆိုပါရစေ။အခုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ American နဲ့ Iran နိုင်ငံတို့ရဲ့အပြစ်ခတ်ရစရေးသဘောတူညီချက်အသစ်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်။မကြာခင်မှာပဲလူသိရှင်ကြားထုတ်ပြန်တော့မဲ့ဒီသဘောတူညီချက်ဟာမြေထဲပင်လယ်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကိုယာယီရပ်တန့်မှုရည်ထားတာဖြစ်ပြီးတော့အမြဲတမ်းငြိမ်းချမ်းရေးရဖို့အတွက်ကတော့ဆက်လက်ဆွေးနွေးညှိနှိုင်းမှုတွေလိုအပ်နေသေးတယ်လို့သိရပါတယ်။သဘောတူညီချက်ကိုတော့လာမယ့်တောက်ကြနေမှာဆွစ်ဇာလန်နိုင်ငံမှာတရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီးတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိစ္စကိုတော့နောက်ပိုင်းဆွေးနွေးပွဲတွေမှာဆက်လက်ကိုင်တွယ်သွားဖို့သဘောတူညီထားရတယ်လို့သိရပါတယ်။ဒီသတင်းတွေထုတ်ပေါ်လာပြီးနောက်မှာတော့ကမ္ဘာရေနံဈေးနှုန်းဟာ3လအတွင်းအနည်းဆုံးအဆင့်ကိုကျဆင်းသွားခဲ့တယ်လို့ဆွေးနွေး Hezbollah လို့ကြားပရိဘခကဒီသဘောတူညီချက်ကိုအကောင့်ထဲပေါ်ရမှာတော့အခက်အခဲတစ်ခုပြရှိနေစေဖြစ်ပါတယ်။ပြင်သစ်နိုင်ငံ Evian Levan မြို့နယ်ဒူဘိုင်းမြို့တို့ကနေရိုက်တာသတင်းဌာနကဖော်ပြချက်တွေအရဒီတစ်ပတ်အတွင်းမှာပဲလက်မှတ်ရေးထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာအရပြီးခဲ့တဲ့ AV လကကြေညာခဲ့တဲ့မတည်မငြိမ်ဖြစ်နေတဲ့အပြစ်ခတ်ရစရေးကာလကိုနောက်ထပ်ရက်ပေါင်း60တက်တန်းတိုးပေးလိုက်တယ်လို့ဆိုပါတယ်။ဒီချိန်တွင်းမှာပဲစစ်ဖြစ်နေတဲ့နိုင်ငံတွေအနေနဲ့အမြဲတမ်းငြိမ်းချမ်းရေးအတွက်ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။သဘောတူညီချက်တွေအရအမေရိကန်ပြည်ထောင်စုကအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ထားတာကိုရပ်တန့်ပေးမှာဖြစ်ပြီးတော့အီရန်ဘက်ကလည်းဖေဖော်ဝါရီလ28ရက်နေ့ကစလို့သူတို့ဘက်ကပိတ်ဆို့ထားတဲ့ဟော်မုတ်ရေလက်ကြားကိုရေနံတင်သင်းမောတွေနဲ့အခြားရေကြောင်းသွားလာမှုတွေပြန်လည်လွတ်လပ်စွာသွားလာနိုင်အောင်ပြန်လည်ဖွင့်လှစ်ပေးရမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီသဘောတူညီချက်ကဒီဟီရန်အစိုးရအနေနဲ့နျူကလ িয়ার လက်နက်မတိစောက်ဖို့ရှင်းရှင်းလင်းလင်းပြောထားပြီးတော့စာချုပ်စာတမ်းအပြည့်စုံကိုလည်းရန်နှင်းငယ်အတွင်းမှာတရားဝင်အခမ်းအနားတစ်ခုမှာလူသိရှင်ကြားထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။ဟီရန်အစိုးရအနေနဲ့ကတော့၎င်းတို့ရဲ့နျူကလ িয়ার လုပ်ငန်းတွေဟာငြိမ်းချမ်းစွာအသုံးပြုဖို့သာဖြစ်ပြီးတော့လက်နက်တိစောက်ဖို့ကိုလုံးဝစိတ်ကူးမရှိဘူးလို့ဆိုထားတာဖြစ်ပါတယ်။သမ္မတထရန့်အနေနဲ့အီရန်ကိုတိုက်ခတ်ဖို့အကြောင်းပြချက်အမျိုးမျိုးပြောင်းလဲပေးခဲ့ပေမဲ့လည်းသူပြောခဲ့သမျှရည်မှန်းချက်တွေကဘာတစ်ခုမှမအောင်မြင်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်။အီရန်ရဲ့ဘာသာရေးအုပ်ချုပ်မှုစနစ်ဟာဆက်လက်တည်ရှိနေတဲ့ဖြစ်တယ်လို့ပဲထိန်းတုံးကြီးအစီအစဉ်ကိုလည်းဖျက်သိမ်းနိုင်ခဲ့ခြင်းမရှိခဲ့တယ်လို့အစ္စရေးကိုဆန့်ကျင်တဲ့ Hezbollah တို့အဖွဲ့ကိုလည်းထောက်ပံ့ပေးနေတာကိုလည်းရပ်တန့်မသွားခဲ့ပါဘူး။ဒီသဘောတူညီချက်ကြောင့်သမ္မတထရန့်ဟာ Republican Party ဝင်အတွင်းမှာတောင်ဝေဖန်မှုတွေခံရပြီးဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်းအားနည်းချက်တစ်ခုဖြစ်လာနိုင်တယ်လို့သုံးသပ်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်နိုင်ငံခေါင်းဆောင်တွေနဲ့ကတော့စစ်ပွဲကြောင့်ပျက်စီးခဲ့တဲ့စီးပွားရေးအခက်အခဲတွေကိုတတ်တာအောင်မလုပ်နိုင်ခဲ့ရင်ပြည်သူတွေရဲ့ဆန္ဒပြမှုတွေကိုထပ်မံကြုံတွေ့ရနိုင်ခြေရှိတယ်လို့သိရပါတယ်။အစ္စရေးအနေနဲ့ကတော့ဒီဆွေးနွေးပွဲမှာတိုက်ရိုက်ပါဝင်ခြင်းမရှိသလိုပြီးခဲ့တဲ့ AD လကသဘောတူခဲ့တဲ့အပြစ်ခတ်ရစရေးပါဝင်အမေရိကန်အီရန်သဘောတူညီချက်ကိုပါကိုယ်နဲ့မသက်ဆိုင်ဘူးလို့ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်တယ်လို့အခုအပြစ်ခတ်ရခဲ့မှုကလည်းဘယ်လောက်ထိတည်မြဲနိုင်မလဲဆိုတာကိုတော့မသိကြမှုတွေဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ဒီစစ်ပွဲကြောင့်ဒေတာတွင်းနိုင်ငံအားလုံးဒီပါထိခိုက်ခဲ့ကြပြီးတော့လူပေါင်း9000ကျော်သေဆုံးခဲ့ရပါတယ်။အများစုကတော့အီရန်နဲ့လက်ဘနွန်နိုင်ငံကဖြစ်ပြီးတော့လက်ဘနွန်နိုင်ငံတွေကိုမတ်လကအစ္စရေးစစ်တပ်ကကျူးကျော်ဝင်ရောက်ခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးတော့အီရန်နဲ့မဟာမိတ်ဖြစ်တဲ့ Hezbollah တွေကလည်းစစ်ပွဲတွေကိုဝင်ရောက်တိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ဒုတိယသမ္မတ JD Vance ကတော့ဒီသဘောတူညီချက်မှာအစ္စရေးနဲ့လက်ဘနွန်နိုင်ငံတွေကပါဝင်သက်ဆိုင်တယ်လို့ပြောခဲ့ပေမဲ့လည်းအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့တင်းလာနေရပဲအစ္စရေးအနေနဲ့ဒီသဘောတူညီချက်ကိုလိုက်နာစရာမလိုသလိုတောင်ပိုင်းလက်ဘနွန်ကနေလည်းစစ်တပ်တွေပြန်ဆုတ်ပေးနိုင်မှာမဟုတ်ဘူးလို့စတင်ပြောကြားခဲ့တာဖြစ်ပါတယ်။ Hezbollah ပြောရေးဆိုခွင့်ရှိသူတို့ကလည်းအစ္စရေးရဲ့တိတ်ပတ်ထားမှုကိုအဆုံးသတ်မပေးသေး၍အီရန်အနေနဲ့အမြဲတမ်းငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မခံနိုင်ဘူးလို့ယုံကြည်ကြောင်းရိုက်တာသတင်းဌာနကပြောကြားခဲ့ပါတယ်။အီရန်စစ်တပ်ရဲ့ဗဟိုဌာနချုပ်ဖြစ်တဲ့Katan al-Anbiya ကတော့တောင်ပိုင်းလက်ဘနွန်ကိုအစ္စရေးကဆက်လက်တိုက်ခိုက်နေဦးမယ်ဆိုရင်ပြင်းထန်တဲ့တုံ့ပြန်မှုပေးရလိမ့်မယ်လို့တည်ပြီးခဲ့ပါတယ်။အမေရိကန်အစစ်မြစ်ရာရှိတူကတော့ဒီသဘောတူညီချက်အရအီရန်အနေနဲ့ရေနံနဲ့လောင်စာများကိုချက်ချင်းပြန်လည်ရောင်းချခွင့်ရရှိမှာဖြစ်ပြီးတော့ရောင်းချမှုကားတွေလွယ်ကူစေဖို့အတွက်ဗန်လုပ်ငန်း၊တေပို့ဆောင်ရေးနဲ့အာမခံလုပ်ငန်းတွေကိုပါခွင့်ပြုပေးထားတယ်လို့ရှင်းပြခဲ့ပါတယ်။အမေရိကန်နဲ့အီရန်ရာရှိတွေရဲ့ပြောကြားချက်အရပိတ်ဆို့အရေးယူမှုတွေကိုဖယ်ရှားပေးပြီးနိုင်ငံခြားမှာပိတ်ဆို့ထားတဲ့ပိုင်ဆိုင်မှုတွေကိုပြန်လည်ထုတ်ယူခွင့်ပေးမယ်ဆိုရင်ဒီသဘောတူညီချက်ကြောင့်အီရန်နိုင်ငံအတွက်ကြီးမားတဲ့စီးပွားရေးအကျိုးမြတ်တွေရရှိနိုင်နိုင်ပါတယ်။အီရန်ဘက်ကလည်းစာချုပ်ပါအချက်လက်တွေအတိုင်းလိုက်နာမယ်ဆိုရင်စစ်ပွဲတွင်းကအီရန်တိုက်ခိုက်ခဲ့တဲ့ပင်လယ်ကွေ့ဒေသနိုင်ငံတွေရဲ့အကူအညီနဲ့ဒေါ်လာ300ဘီလီယံတန်ပြန်လည်တည်ဆောက်ရေးရန်ပုံငွေကိုလည်းဖွဲ့စည်းပေးနိုင်မှာဖြစ်ပါတယ်။ဆက်လက်ဆွေးနွေးရမယ့်အကြောင်းအရာတွေကခက်ခဲတဲ့ကိစ္စရပ်များကတော့လာမယ့်ရက်ပေါင်း60တွင်းနှစ်ဖက်ညီနိုင်သူတွေဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်အနာဂတ်လိုခက်ခဲတဲ့ကိစ္စတွေကိုပြန်လည်ဆွေးနွေးရမှာဖြစ်ပါတယ်။ဒီကိစ္စကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကအမေရိကန်အဖွဲ့နဲ့ဆွေးနွေးနေကြပြီးမြဲစစ်ပွဲစတင်ခဲ့တဲ့အတွက်လန်ဒိုဝါမှာပဲရန်နာခဲ့ရတာဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့သမ္မတထရန့်တို့ရဲ့စစ်ပွဲစတင်ဖို့အကြောင်းပြခဲ့တဲ့နောက်ထပ်ကိစ္စရပ်နှစ်ခုဖြစ်တဲ့ဒေတာတွင်းလက်နက်ကိုင်အဖွဲ့တွေကိုအီရန်ကထောက်ပံ့နေတာကိုရပ်တန့်ဖို့နဲ့ဒုံးကျည်အစီအစဉ်ကိုကန့်သတ်ဖို့ဆိုတဲ့အချက်တွေကိုတော့အခုဆွေးနွေးပွဲအစီအစဉ်ထဲမှာမထည့်သွင်းထားဘူးလို့သိရပါတယ်။သမ္မတထရန့်ကတော့နေတန်ယာဟုကိုလူသိရှင်ကြားဝေဖန်ခဲ့ပြီးတော့အစ္စရေးရဲ့စစ်စင်ရေးတွေပေါ်စိတ်ပြတ်မိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အင်္ဂါနေ့ကပြောကြားရမှာတော့အစ္စရေးကိစ္စတွေကိုကန့်ကွက်ပုံမှာကျွန်တော်မကြည့်နိုင်ဘူးလို့ဆိုပါတယ်။
အီရန်ရဲ့နောက်ဆက်တွဲဆွေးနွေးမှုအကြောင်းအရာတွေကတော့အီရန်ဘက်ကအမြန်ဆုံးအဆုံးသတ်နေကြတာသိတာပါတယ်။သူတို့အနေနဲ့ပုံမှန်လုပ်ငန်းတွေပြန်စားမှာဖြစ်ပြီးတော့အခုဆက်ဆံရေးကလည်းပုံမှန်ပြန်ဖြစ်လာပြီဖြစ်လို့မြန်ဆန်အဆုံးသတ်လာလိမ့်မယ်လို့ထင်ပါတယ်လို့ထရန့်ကထပ်မံပြောကြားခဲ့ပါတယ်။အရင်ကလည်းဒီသဘောတူညီချက်ကိုအီရန်နျူကလ িয়ার လက်နက်မရအောင်တားဆီးခဲ့တဲ့နေရာကြီးလို့သူကပြောပြခဲ့ပူပါတယ်။2015ခုနှစ်ကအမေရိကန်နဲ့အခြားနိုင်ငံတွေပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်အရအီရန်အနေနဲ့ယူရေနီယံကျွဲဝအောင်ပြုလုပ်တဲ့လုပ်ငန်းတွေကိုအကြီးအကျယ်လျှော့ချပေးခဲ့ပေမဲ့လည်းသမ္မတထရန့်ရဲ့ပထမသက်တမ်းမှာလည်းအမေရိကန်ကတစ်ဖက်သက်နှုတ်ထွက်သွားတဲ့အတွက်အဲ့ဒီသဘောတူညီချက်ပြပြသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့အီရန်ဘက်ကမြန်မာစွာပြုလုပ်ထားတဲ့ယူရေနီယံတူလောင်မှုတွေရှိလာခဲ့ပြီးတော့အဲ့ဒါတွေကိုဖယ်ရှားပစ်ဖို့သို့မဟုတ်ဖျက်ဆီးပစ်ဖို့ထရန့်ကတောင်းဆိုထားပါတယ်။ပြည်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့ G7 ထိပ်သီးစည်းဝေးမှာပြောကြားရမှာတော့ကိုယ့်ရဲ့ပါတီဝင်အတွင်းကအချို့သူတွေကဘာတစ်ခုမှမသိရဘူးလို့မကျေနပ်ချက်တွေအတွက်ဒီအီရန်သဘောတူညီချက်ကိုအမေရိကန်ကွန်ဂရက်လွှတ်တော်မှာပြန်လည်တင်ပြပြီးတော့ပြန်လည်စစ်ဆေးခိုင်းတဲ့အကြံကိုကြိုက်တယ်လို့ထရန့်ကဆိုခဲ့တာဖြစ်ပါတယ်။စစ်ပွဲအတွက်ကွန်ဂရက်ရဲ့ခွင့်ပြုချက်မတောင်းခဲ့တဲ့အပေါ်မှာလည်းလွှတ်တော်အမတ်တွေရဲ့ဝေဖန်မှုတွေကိုသူရင်ဆိုင်နေရပြီးတော့ဒီစစ်ပွဲကိုအမေရိကန်ပြည်သူအများစုကလည်းမကြိုက်ကြပါဘူး။ဘောတူညီချက်သတင်းထွက်ပေါ်လာပြီးတဲ့နောက်တင်းနှင်းလာနေကရင်းနှံစိမ်းနှုန်းဟာ900%ထိပါကျဆင်းခဲ့တယ်လို့အင်တာနက်မှာလည်းနောက်ထပ်200%ကျော်ကျဆင်းခဲ့ပြီးတော့3လအတွင်းအနည်းဆုံးစင်ကိုရောက်ရှိသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့စက်မှုလက်ငန်းကိုယ်စားလှယ်တွေရဲ့ပြောကြားချက်အရတော့အရှိလေပိုင်းဒေသဟာရင်းနှံနဲ့တဘာဝတက်ငွေလုပ်ငန်းတွေအပြည့်အဝပြန်လည်ကောင်းမွန်လာဖို့တော့လာပေါင်းများစွာကြာအောင်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ရေချောင်းသွားလာမှုပေါ်မှာတတိထားရင်လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်။ကမ္ဘာရေနံနဲ့တဘာဝတက်ငွေကုန်သွယ်မှုရဲ့20%ခန့်ဖြတ်တန်းသွားလာနေကြဖြစ်တဲ့ဟော်မုတ်ရေလဲကြားကိုတော့လာမယ့်တောက်ကြနေ့ကစပြီးတော့ပြန်လည်ဖွင့်လှစ်ပေးဖို့နှစ်ဖက်စလုံးကကြေညာခဲ့ပေမဲ့ဒီမိုကုမ္ပဏီကြီးတွေအနေနဲ့ကတော့အမေရိကန်ငြိမ်းချမ်းမှုတည်မြဲမှသာတော်လာကြရမှာဖြစ်တယ်လို့သိရပါတယ်။အင်္ဂါနေ့ကအီရန်အစိုးရပိုင်ရုပ်မြင်သံကြားကလည်းရေချောင်းပိတ်ဆို့မှုကိုဖယ်ရှားတော့မယ်လို့ကြေညာခဲ့ပေမဲ့ဒီမိုအားလုံးအနေနဲ့အီရန်ဒေါ်လာရဲ့အဆောင်တက်ဖွဲ့နဲ့ညီနိုင်ပြီးမှသာတော်လာခင်ရှိမယ်လို့လည်းအလေးပေးပြောကြားခဲ့တာဖြစ်ပါတယ်။အမေရိကန်အစိုးရကတော့ဒီရေလက်ကြားကိုရပ်ပေါင်း60အခမဲ့ဖြတ်တန်းတော်လာခင်ပေးမှဖြစ်ပြီးတော့ဒီအချက်ကိုသဘောတူညီချက်မှာထည့်သွင်းဖို့လည်းမျှော်လင့်နေလို့သိရပါတယ်။အီရန်ဘက်ကတော့အိုမန်နိုင်ငံနဲ့တွဲဖက်ပြီးတော့ဒီရေလက်ကြားအပေါ်မှာထိန်းချုပ်မှုဆက်လက်ထားရှိမယ်လို့လည်းအကြံပြုထားတာဖြစ်ပါတယ်။ဒါကတော့အမေရိကန်နဲ့အီရန်ဂျက်ကဆွေးနွေးမှုညီနိုင်မှာပါတဲ့အချက်လက်အချို့ပဲဖြစ်ပါတယ်။နောက်ထပ်နိုင်ငံတကာသတင်းတစ်ခုမှပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ။ရှင်းလင်းချမ်းမြေ့ကြပါစေ။